နဖက်သက်သည်များ၏ထွက်ဆိုခြင်းအရတရားခံမြန်တို့သည်သေသူလင်းတိမ်ဤခိုင်းစေချက်ဖြင့်ဥရာကျော်အားဒါဖြင့်ထိုးသက်ခဲ့၏မောင်မြန်တို့သည်ရောင်တတ်သူတဦးဖြစ်ကြောင်းရောင်နေစဉ်မူလအသိစိတ်များကင်းလွတ်ပြီးဘေးလူစေခိုင်းချက်အတိုင်းလိုက်လံပြုတ်လုပ်လေရှိကြောင်းတတ်သိများ၏ထွက်ဆိုချက်အရထင်ရှားစွာသိရှိရသည်မြန်တို့အားစေယောဂဆရာဝန်ကြီးများမှအသေးစိတ်စစ်ဆေးရာတွင်လေမောင်မြန်တို့၌ရောင်တတ်သည့်ယောဂအမှန်ပင်ဆွဲကပ်ခံစားနေရကြောင်းရောင်နေစဉ်အတွင်းပင်ကိုအသိစိတ်ပျောက်ကွယ်ကာအမှန်ကိုချင်းချင်းပိုင်းခြားနိုင်ခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရသည်မြန်တို့၏ပြုလုပ်ချက်သည်ပြည်မှုဆိုင်ရာဥပဒေပုံမှန်84ပြဋ္ဌာန်းချက်၏ကင်းလွတ်ခွင့်အတွင်းကြာရောက်နေသဖြင့်တရားခံမြန်တို့အားအောက်ပါအတိုင်းအမိန့်ချမှတ်သည်အမိန့်အဖဥပထုဤသားစီမီကုံမျိုးနှင့်တိန်ရွာကြီးနေတရားခံမြန်တို့သည်ပြည်မှုဆိုင်ရာဥပဒေပုံမှန်84အတွင်းကြာရောက်နေသဖြင့်ပြည်မှုဆိုင်ရာကျင့်ထုံးဥပဒေ258မြင်းဆောင်1အရအမှုမှအပိအပြတ်လွတ်လိုက်သည်လွတ်သွားပြီလွတ်လိုက်တာပဲလွတ်လိုက်တာဘုရားလွတ်သွားပြီနေတော့ဟဲ့မင်းပြောလိုက်လေကွာမင်းလွတ်ပြီကွာမင်းလွတ်ပြီနေတော့ငါတို့နဲ့တူချောင်းပြန်လိုက်ခဲ့တော့နော်ဒုက္ခပေးမဲ့သူတို့တရားမှမရှိတော့ဘူးတိလားငါတို့နဲ့ရှင်လို့လေရှောင်းမပြေပါငါတို့ပြန်နေကြမယ်လေနော်ဟဲ့ပြောပါအောင်ဟဲ့ဟုတ်တယ်လေမြန်တို့ရဲ့နေဘဝတရားစီကောင်းသားသားလို့ဥစ္စာနေမြင်လာရဘလို့ဖြစ်နေရတယ်ပြပြနေရမှာလေမြန်တို့ရဲ့ပြပြနေရမှာလေဟုတ်တယ်လေမြန်တို့ရဲ့အခုနေဒီဘဝကနေလွတ်သွားပြီဆိုတော့နေမပြောဘူးလားဟဲ့ဒီလေဟာအဲ့လေတို့ရဲ့ပြောမှန်းပါလိုက်ခဲ့ပါအောင်မြန်တို့အမှန်တရားကမင်းဘက်ကယက်တည်ပေးသွားပြီမင်းမှာအပြစ်မရှိဘူးဆိုတာဦးကအစရတည်ပြီးသားပါဒါကြောင့်မလို့လဲဦးကမင်းကိုခွင့်လွတ်ပေးလိုက်တယ်ဟုတ်ပါတယ်ကိုနိုးရောင်တက်မှန်းမသိလို့အင်ဂျင်တို့ဘက်ကတရားစွဲမိတာပါအရင်လိုအင်ဂျင်နဲ့အတူတူပြန်နေရအောင်ကိုနိုးပြန်လိုက်ခဲ့ပါနော်ငါတို့ပြောနေမကြောက်ဘူးလားဟာငါတို့ပြန်ကြရအောင်လေငါတို့နဲ့တူရွာမှာပြန်နေထားမယ်နော်ပြန်နေရမယ်မြို့နိုင်ချင်းမဲ့လူတယောက်မှမရှိတော့တာပြောလေဟာဟဲ့ဝမ်းသာလေးပျော်ရမယ်ဝမ်းသာရမယ်ဟုတ်လားတင်းထုံငါဘလို့စိတ်နဲ့ပျော်ရမှာလဲတင်းထုံတာရဲ့အားနဲ့ချက်ကိုတိတိနဲ့တသက်လုံးအနိုင်ခံအနိုင်ကျင့်ခံရတဲ့သားတော်သူ့ဘဝကြီးနဲ့ရင်ပြီးငါသားလေးပြန်နိုင်ဖို့ငါမခံတဲ့သားလို့တွေ့ပြီးအမေကသူ့ဘဝကြီးနဲ့ရင်ပြီးငါအနိုင်ကျင့်ခံရတဲ့ဘဝလို့လို့တော့ငါအမေတို့မပြောနဲ့ပြီးတော့လူတယောက်ရဲ့အာနေချက်ကိုဖေးမဖို့မစင်စားကြပဲအဲ့ဒီအာနေချက်ကိုပဲရည်စရာပျော်စရာအဖြစ်သုံးချခုတုံးလို့အနိုင်ကျင့်နှိမ့်ဆက်တိတ်တော့အလုံးပျော်ဖို့အတွက်ပျော်တော်ဆက်ပေးဖို့လူသားတယောက်လူတော်ကောင်ငါရောက်လာတာလားဟမ်မပြောပါနဲ့လူဟာငါလည်းမင်းတို့ငါတို့နဲ့တူတဲ့ခါတူပါငါတို့မစားတော့ဘူးလေအဲ့တော့လူစင်ညောင်းလို့တော့အေးအာ
နေချက်ကိုဖေးမမဲ့လူမရှိကိုချင်းစားတရားမရှိနိုင်ကြအဲ့လူတွေကမို့အဲ့ဒီအတိုင်းဝိုင်းကိုငါနာကြည့်သွားပြီအားလုံးနဲ့ဝေးရတော့ငါနောက်ကိုမလိုက်ပါအားလုံးနဲ့ဝေးရအဲ့လိုလူတွေနဲ့ဝေးရငါတော့ပါပြီကပ်ပြရလေရှင် ဟုတ်ကဲ့ခင်ဗျာ ကိုရင်ကြီးနဲ့တွေ့လို့ရမလားမသိဘူးရှင် တွေ့လို့ရပါတယ်ဒီချိန်ဆိုရင်တော့ကိုရင်လေးကဖျားဝတ်ပြုနေတယ်ဗျ ရမရတခြားထိပေးပါလားယင်ကျမတို့ဒီမှာစောင့်နေပါမယ်ရှင် ဟုတ်ကဲ့ကျွန်တော်တစ်ချက်သွားကြည့်ပေးပါမယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ကပ်ပြရလေရဲ့ ဟုတ်ကဲ့ လူဘဝတွေသစေခန္ဓာကျမဝိကျွေပိစတူရာပြုသည်များကိုကံကိုသာခံဘဝဝိကျွေစရိရောတခါလူဘဝတွေသစေခန္ဓာကျမဝိကျွေပိစတူရာပြုသည်များကိုခံကိုရာခံဘဝဝိကျွေစရိရောတခါဒီကံဆိုYou are Sira Payakaro Atanaroka Yudaga Pyudanya Anonda Yakowa Mamiru Tonsa Kuro Bawa Chupa Sira